လူတွေတဘာဝအတိုင်းနေထိုင်ရှင်သန်ကြတဲ့ရှေးရိုးမြေကကျမလာပါတယ်။ကျမတို့လူမျိုးကိုယင်းတလေးလို့ခေါ်ကြပါတယ်။ကရင်နီလူမျိုးစုတွေထဲကတစ်ခုပါ။အဖိုးရန်ကြီးမြတ်လှတဲ့တန်လွင်မြင့်ကိုမှီပြီးကျမတို့ဘဝတွေကအခြေပြုနေကြရတာပါ။ဒီလိုနေထိုင်လာခဲ့ကြတာလဲနှစ်ပေါင်းရာချီရှိခဲ့ပါပြီ။ဒါပေမဲ့လည်းကျမအဖေပြောပြတာကတော့မကြာခင်မှာမြန်မာအစိုးရကတန်လွင်မြင့်ကိုပိတ်ဆို့ပြီးဆယ်တိဆောက်ပါတော့မယ်။အလားတူဘဝရှင်သန်ရဲ့ဒီမှုတွေလည်းပိတ်ဆို့ခံရတော့မှာပါပဲ။ကျမအဖေကဒီလောက်လှပနေတဲ့တောင်ကြားလွင်ပြင်ကထွက်ခွာလာဖို့ပြောတယ်။ငါတို့မြေတွေငါတို့ဘဝတွေဘယ်လိုဖြစ်ပေါ်ခံစားနေကြရတယ်ဆိုတာကပ္ပကိုသွားပြောချီလို့အဖေကပြခိုင်းတယ်။အကယ်၍အဖေပြောသလိုကျမလုပ်ငန်းသာမအောင်မြင်ဘူးဆိုရင်တော့ရင်းတလေးဆိုတာလည်းရှိတော့မှာမဟုတ်ပါဘူး။ရင်းတလေးလူမျိုးက1000လောက်ပဲရှိပါတော့တယ်။တန်လွင်မြင့်ကိုဆေးဖို့တာကြောင့်ရင်းတလေးလူမျိုးတွေပျောက်ကွယ်သွားရပါလိမ့်မယ်။မြစ်တလျှောက်နေထိုင်သူသိန်းနဲ့ချီတဲ့ဂျန်လူထုတွေလည်းထိခိုက်နစ်နာကြရပါလိမ့်မယ်။မြန်မာစစ်အစိုးရနဲ့အတူတရုတ်ထိုင်းကုမ္ပဏီတွေကတန်လွင်မြင့်ပေါ်မှာဆယ်ကြီး9ခုဆောက်ဖို့လျာထားကြပါတယ်။ဒီဆယ်တွေထဲကဆယ်တစ်ခုကြောင့်လူ3000ကျော်အိုးအိမ်မဲ့ဖြစ်ကြရဖို့ရှိနေပါတယ်။ရင်းတလေးတွေရဲ့ဇာတိမြေလေးရေမြုပ်သွားပါလိမ့်မယ်။ကျမတို့ကဆေးတွေနဲ့ပတ်သက်လို့အတွေ့အကြုံရှိထားပြီးပါပြီ1966ခုနှစ်တုန်းကမြန်မာအစိုးရကမိုးပြဲဆေးတိစောက်ခဲ့ပါတယ်သူတို့ကဆေးကြောင့်တိုးတက်ဖွံ့ဖြိုးမှုတွေဖြစ်လာမယ်လို့ပြောပါတယ်ဒါပေမဲ့ဒေသခံလူထုဘာတစ်ခုမှမခံစားကြရပါဘူးဒါကြောင့်လူတောင်းနဲ့ချီပြီးအိုးအိမ်မဲ့ဖြစ်ပြီးရွှေ့ပြောင်းခဲ့ကြရပါတယ်မြန်မာအစိုးရကစေပေးပတ်လည်မှာမြေမြုပ်မိုင်းတွေထောင်ပါတယ်။ရက်စစ်တအားဂျိုးလိုင်းတစ်လျှောက်မိုင်းတွေထောင်ပါတယ်။မြေမြုပ်မိုင်းတွေကြောင့်ဒေသခံလူထုလည်းအတော်ထိခိုက်နစ်နာကြရပါတယ်။တော့ဝဲလေဖို့မှာအော်တိုဒီဖို့တဲ့။အော်တိုနင်းဖို့နီ။အော်ဖုန်ရမှာအုပ်ပိုင်းတော့ဝဲလဲနာ။ထဒူဘီလာနီ။အော်ထဒူဘီလာ။ถ้าดูบีแค่เดดูบีดอนมาลบลิมาเรียกว่าดอนที่ดอเวลเลตดอเวถ้าดูบีลามาแค่เดมาเลี้ยถ้าอีเลี้ยรอดอนชาเลนี่เด้อสุยานะมาอัดเดสเลสิหยอเจียหยอกเกมาอันนี้นะตัวนี้หยอกเกนี่ตัวสิเลียกันดูสินี่นะสิเลียนะสิวิเกียวนะเว้กะอันดูจะปกติสินี่ตัวเว้กเราประแก้บกแกบีชื่อเราเนี่ยนี่ถ้าเลี้ยงมาแล้วคงเนี่ยละอุ่นเราไปไปยีกตาละมุ้งเนี่ยตอนเช้าน่าเทินละทุยยังน่าจะกินเราตัวแต่ไว้อุ่นไหนละเนี่ยจะน่ามุ้งเนี่ยเรือจะเปลี่ยนเตี้ยเราเปลี่ยนไปโอราวิจูไปเนี่ยละเสียตรงเนี่ยซะแล้วไปแม่ถ้าอ่อยนะเฮ้ยละคุณย่าบ่เนี่ยดอเลยเนี่ยมีเป็นนอกทะเลมีอ่ะcáiเป็นดอกนะเป็นเผือว่าน่าตื่นเต้นเลยเป็นนี่ก็ทีน่ามุจุမြန်မာနိုင်ငံကိုစစ်အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တာနှစ်ပေါင်း90ကျော်ရှိပါပြီ။ကရင်လူမျိုးတွေကလည်းသူတို့ရက်ရွာတွေကနေထွက်ပြေးကြရတာအကြိမ်ပေါင်းမနေတော့ပါဘူး။လူတောင်းနဲ့ချီပြီးထိုင်းနိုင်ငံထဲမှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုထွက်ပြေးခိုလုံနေကြရပါတယ်။အကယ်၍စေတီဆောက်မှုပြီးပြီဆိုပါကဒုက္ခသည်တွေပိုပြီးထွက်ပြေးကြရဖို့အကြောင်းရှိနေပါတယ်။သူတို့လည်းပြန်လာစရာမြေကြီးလည်းရှိတော့မှာမဟုတ်ပါဘူး။ရင်းတလေးဆိုတာကရင်နီမျိုးနွယ်စုတစ်ခုပါကျမတို့မှာကိုယ်ပိုင်ဘာသာစကားယဉ်ကျေးမှုတွေရှိပါတယ်ကရင်နီလူမျိုးတွေကရင်းတလေးတွေဟာသူတို့ရဲ့ရှေးအကြဆုံးလူမျိုးတွေလို့ယူဆကြပါတယ်ကရင်နီပွဲတော်တွေမှာရင်းတလေးနွယ်ဖွားတွေကိုအယူအသေးပေးလက်ရှိကြပါတယ်
ကျမတို့စီမှာရေးထားတဲ့သမိုင်းမရှိပါဘူးတူးကနေတူးပြောပြီးလက်ဆင့်ကမ်းသယ်လာတဲ့ပစက်ရာဇဝင်တွေပဲရှိပါတယ်ရှေးလူကြီးတွေကနောက်မျိုးဆက်တွေကိုဒီလိုပဲသမိုင်းကိုလက်ဆင့်ကမ်းခဲ့ကြပါတယ် အဲ့တော့ main လေးပေါ့ဟုတ်လား ဖူပါရကဲအော်လေလို့စူဖူပါလေလို့ကြောနေစူဖူပါဖူပါညညောဖူပါထူတိုင်းအော်ဆဆူ သမိုင်းတစ်လျှောက်မှာကျမတို့ကတန်လွင်မြင့်တစ်လျှောက်ရွှေ့ပြောင်းအခြေချနေထိုင်လာခဲ့ကြတယ်မြေကမ်းပါတစ်လျှောက်မှာအခြေပြုခဲ့ကြတယ်ကျမတို့ရဲ့ရှေးဟောင်းမြို့တော်ဟာကရင်နီယဉ်ကျေးမှုရဲ့ဗဟိုချက်မှပဲနှစ်စဉ်နှစ်တိုင်းကရင်နီလူမျိုးတွေကအထူးပွဲတော်တစ်ခုကျင်းပကြတယ်ပွဲတော်ကိုရင်းတလေးလူမျိုးတွေရဲ့ရှေးဟောင်းမြို့တော်မှာစတင်ပြီးကျန်တဲ့ကရင်နီဒေသတွေမှာလိုက်လံကျင်းပသွားကြတယ်စဘာတိနာအထွက်ကောင်းစီဖို့ကျမတို့ကဂေထိုးဖို့ခေါ်တစ်သားတခွန်တိုင်ထူကြတယ်ကျေယိုးထိုးရကနေကောက်ယူလို့ရတဲ့နမိတ်အတိုင်းစဘာစီတွေကိုမဆိုင်ခင်ဆူတောင်းတာတွေလုပ်ကြတယ်စဘာရိတ်တဲ့အချိန်မှာကျမတို့စီမှာဒီကူခေါ်ကောင်းကြီးစားပွဲတော်ရှိတယ်။ကောင်းကြီးတွေကိုသုံးထုတ်ထုတ်တယ်။ဒီအထုပ်တွေကကရင်နီလူမျိုးတွေရဲ့ညီညွတ်ရေးသဘောတဘာဝကိုဆောင်ပါတယ်။မိသားစုတွေအပြန်အလှန်အိမ်နေကြပြီးပွဲတော်ကိုကျင်းပကြတယ်။ကျမတို့ရွာမှာတက်ကြီးရွယ်အိုတွေကတစ်တော်ဆောင်နှံ့မြစ်ဆောင်နှံ့တောင်ဆောင်နှံ့တွေကိုပူဇော်ပါသကြတယ်။အခုတော့ကျမတို့ရိုးရာတွေနဲ့ဗုဒ္ဓဘာသာရောနှောကျင့်သုံးနေကြပြီ။လူတွေကကျမ်းမှန်ချမ်းသာရအောင်အိမ်မှာဗုဒ္ဓရုပ်ပွားတော်တွေထားကြတယ်။နွေရာသီမှာတော့ရွာမှာရှိတဲ့လူတွေကတူးရဲ့အိမ်ကိုတူးကအကူအညီဆောက်လုပ်ပေးကြတယ်။အိမ်တွေဆောက်ကြတဲ့အခါအားလုံးမျှဝေစားနိုင်ဖို့အစားအစာစုဆောင်တိုးလှောင်ပြင်ဆင်ချက်ပြုတ်ကြတယ်။လေယာစိတ်ပြိုးရေးကကျမတို့အတွက်အလွန်အရေးကြီးပါတယ်။ကျမတို့ကလူဆက်ပြောင်းနှမ်းဆန်တွေစိုက်ပြိုးကြပါတယ်။မြေကမ်းဘေးမှာဟင်းသီးဟင်းရွက်စိုက်ကြပါတယ်။အဲ့ဒီမှာမြေစီလွာနဲ့မြေဩဇာကောင်းတယ်။ကျမတို့အချိန်အားရရင်ငါးဖမ်းကြတယ်။ငါးမြတ်ချိတ်မြုံနဲ့ပိတ်တွေသုံးပြီးဖမ်းကြတာပါ။ငါးတွေကိုငချောက်ဖြစ်ဖြစ်ငပိဖြစ်ဖြစ်လှုပ်ပြီးစားကြပါတယ်။တိတ်အရတာရှိတဲ့ငါးတွေပါ။ကျမတို့မိဘတွေကဒေါကောင်တွေကိုအမင်းလိုက်ဖမ်းကြပါတယ်။ဒေါထဲကဘရဆေးမြင့်တိဥမြစ်တွေကိုရှာဖွေကြပါတယ်။အမင်းလိုက်သွားရင်နှစ်ပတ်လောက်ကြာတတ်ပါတယ်။ဒေါဝဲဖြစ်ဖြစ်သမင်ဖြစ်ဖြစ်အခြားသားကောင်တွေဖြစ်ဖြစ်ရလာတတ်ပါတယ်။ရလာတဲ့ဒေါကောင်တွေကိုဝေမျှစားကြပြီးအချို့ကိုလည်းရောင်းပါတယ်။
တစ်တော်ထဲမှာရာသီအလိုက်ကျမတို့ကတစ်သီးဝလံတွေဗရဆေးပင်တွေလည်းရကြပါတယ်ကျမတို့ကသဖန်းသီးတရက်သီးတကြားသီးစီးသီးမကြီးသီးနဲ့အခြားအသီးအနှံတွေလည်းရှာဖွေနိုင်ကြပါတယ်မြင့်နဲ့ငပြောဖူးမှုဘိန်းဥနဲ့အခြားအသီးပင်တွေလည်းရှာဖွေနိုင်ကြပါတယ် กูก็ทิ้งหน่อยแค่ในเดทดูให้ชมแม่ตะกี้แต่ กูก็เป็นหน่อยแล้วนะเป็นหมกผิวมึงมีติดกูได้รูนะโอ้มาโอโตโอ้ตู้บัลโพโตเป็นหน่อยแล้วนะเป็นหมกผิวมึงมีนะเป็นก็บาร์เป็นเล็กชาบิเฮปีก็ได้เกิดทัดเถิดชาบิเราเป็นเสียเนี่ยมาเป็นนอกอุดได้รับจ้าเป็นหมกผิวมึงมาเป็นตู้โลบัลโพตัวอะไรกูได้รู้ก็ตัว တန်လွင်မြင့်ကဘာမှာရှိတဲ့ကျမတို့ဝမ်အောင်ကျေးရွာအနီးမှာလင်းတို့ကူရှိပါတယ်လင်းတို့ထောင်နဲ့ချီနေကြပါတယ်လင်းတို့ချီကိုမြေဩဇာအဖြစ်သုံးရင်တိတ်ကောင်းပါတယ်လင်းတို့ချီကိုရောင်းပြီးရွာကလူတွေလည်းအများအကျိုးလုပ်ငန်းအတွက်ငွေရှာနိုင်ကြပါတယ် 这边休息，一包就掏脚了， ဟုတ်လားနဲ့ထောင်ကြရတယ် 掏脚了，那那时候就掏呗。 ဟုတ်လားဝင်ငွေနဲ့ပြတ်တွက်လို့ရှိရင်တော့ရမုံငွေကဘယ်လောက်ပြန်ရနိုင်လဲ 要不为了对了到到里有压的，然后呗。 60လောက်ရအောင်ပါနော် 谁都几的路，谁都一个的路压不过。 တန်လွင်မြစ်ကကျမတို့အတွက်မြေဩဇာကျွဲဝတဲ့မြေတွေပေးသလိုတဘာဝဥယျာဉ်တွေငါးတွေသားကောင်တွေကိုထောက်ပံ့ပေးနေပါတယ်တန်လွင်မြစ်ကကျမတို့အလိုရှိသမျှပေးနေပါတယ်တန်လွင်မြစ်ဟာကျမတို့အတွက်တာမကပါဘူးဒရိษံတွေကလည်းပိုင်ကြပါတယ်ဒီမြစ်ကသားရဲဒရိษံတွေနေထိုင်တဲ့နေရာနဲ့အစားအသောက်ကိုပေးပါတယ်အကယ်၍ဆဲပိတ်ပြီးလို့ရေလွှမ်းခံရတဲ့အခါလူတွေသာမဟုတ်ဘူးဒရိษံတွေကလည်းနှိမ့်နာဒုက္ခရောက်ကြရမှာပါမြေမြုပ်ကုန်တဲ့အောက်မှာကျမတို့ဘဝတွေပြည့်စည်ကြရမှာပါအကယ်၍ဆေးအသစ်တွေအထက်ထက်တီးမယ်ဆိုရင်ကျမတို့ရွာတွေနဲ့မြေတွေအားလုံးရင်မြုပ်ဆုံးရှုံးရတော့မှာပါပဲကျမတို့မြစ်ကြီးလဲရေကန်ကြီးဖြစ်သွားပါလိမ့်မယ်ကျမတို့လူနေမှုဘဝတွေရောကျမတို့မှာရှိနေသမျှအရာအားလုံးရောပျောက်ဆုံးကုန်ကြရပါတော့မယ်ကျမတို့ရင်းတလေးလူမျိုးဆိုတာလဲရှိတော့မှာမဟုတ်ပါဘူး ne nama tasa nana vapra do de do pra pe ti ti sholo ana sama pro na ki ga ki ta